စစ်မြေပြင်မှာအရက်တောက်နေတဲ့လူတယောက်သူ့ရှစ်ကအန်ဒီရီကိုလစ်လူရှုထားတယ်ဗျာဘဲဘက်လက်မှာပလင်းတစ်လုံးနဲ့ညာဘက်လက်မှာလက်နက်တစ်ခုနဲ့သူရင်းထူပြီးထွက်လာတယ်ဗျာသူ့ခြေထောက်တွေကမြင်းပြောင်းအတိုင်းမရှောင်နိုင်ဘူးဗျာကြီးစန်းတွေကိုအတိအကျရှောင်သိမ်းနိုင်တယ်ဗျာရန်သူတွေကအရန်အံ့ဩသွားတယ်ဗျာသူ့မှာအော့အန်ချင်းစဲတွေဖြစ်နေတယ်ဗျာရန်သူကသူ့ကိုချိုးရခဲ့တဲ့အခွန်မာလေးလို့ထင်နေတယ်ဗျာသူကသူတို့ရဲ့ဘုံတွေကိုပြန်ကန်ထုတ်လိုက်တယ်ဗျာအပေါ်တက်ကတယောက်ယောက်ကသူ့ကိုပြစ်နေတယ်ဗျာသူကတစ်သားမျိုးကိုသူ့ခေါင်းနဲ့တိုက်ချလိုက်တယ်ဗျာစူးကြိုးတွေနဲ့တားရှိခံလိုက်ရပေမဲ့သူကအတိုင်းတွေကိုဆွဲပြီးရှေ့ကိုဆက်သွားနေတယ်ဗျာသူကရန်သူစခန်းထဲကိုဝင်စီးပြီးရင်မူးနေတဲ့လက်သီးနဲ့ထိုးတယ်ဗျာသူကလမ်းချောင်ဖို့အရန်မူးပုံရတယ်ဒါပေမဲ့အသုံးဝင်တယ်ဗျာသူကအရန်တွက်လဲတယ်ဗျာလွဲနေတဲ့သူကိုရင်ဆိုင်ရတဲ့အခါသူကငြိမ်အောင်လုပ်နိုင်ခဲ့တယ်ဗျာကျွန်တော်ပြောမယ်သူကဘာမှမဖြစ်ပဲခီးဆက်ခဲ့တယ်ဗျာပြီးတော့သူကချိုးခဲ့တဲ့ကိုရောက်တော့အိတ်လိုက်တာပေါ့သူ့အဖွဲသားတွေကတော်တော်ကောင်းကြတယ်ဗျာသူကရန်သူကိုတစ်ချက်တည်းနဲ့ဗိုက်နာအောင်လုပ်နိုင်တယ်ဗျာသူကအင်သာသုံးစကတ်ထဲကနေအမြောက်ဆန်ကိုပြောင်းသုံးလိုက်တာရတဲ့ကတော့ခတ်မှန်းလို့ရတာပေါ့ရန်သူအကူအညီတွေရောက်လာတယ်ဗျာသူ့အဖွဲသားတွေအားလုံးကိုဝိုင်းပြီးရိုက်ကြတယ်ဗျာအဲ့ဒီတိုက်ပွဲအတန်းကြောင့်သူနိုးလာတယ်ဗျာသူကလက်တစ်ဘုံကိုဆွဲထုတ်ပြီးပြစ်လိုက်တာပေါ့ဘုံပေါက်ကွဲပြီးတဲ့နောက်မှာကဘာကြီးကတိတ်ဆိတ်သွားတော့တယ်ဗျာ